နိုင်ဘူးပေါ့နော်ဒါလေးကကြတော့သိနိုင်တဲ့အလားအလာတွေအများကြီးရှိတယ်ဒါဆိုရင်ညတို့ဟို writer သင်ညရဲ့ classes တွေကထူးခြားချက်ကဘာလဲဆိုတော့ညင်းကိုယ်တိုင်းလက်တွေ့အပြင်မှာဒီနည်းနည်းလေးစိတ်ကျဉ်နှက်လောက်ပြီးဆိုမှတာလင်း classes တွေထဲကိုထည့်ပြီးတော့သုံးပေးတာပဲဖြစ်တယ်ဆိုတော့ညင်း intuition class လေးပါထပ်ဖွင့်ထားပါတယ် develop intuition class ဆိုပြီးအဲ့ဟာကတော့သင်တန်းကတော့နန်း group တွေကိုထည့်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထဲကလူတွေလည်းသင်တန်းကိုစိတ်ဝင်စားရဆိုရင်2003ဆိုရင်အခု2025ဆိုရင်တွက်ကြည့်လိုက်ပေါ့နော်20ရာဆိုပြောင်းလဲထားတဲ့ကတ်ထုတ်လေးပဲဖြစ်ပါတယ်နော်ဒါလေးကကြတော့ညီတို့ matic ကဖုံးမြင်အဓိက88ကတ်ကိုအထူးသင်ပေးတဲ့ဆရာကြီးရနိုင်လင်းအဲ့ဆရာတွေကိုအရန်ကျေးဇူးတင်ပါတယ်။အောက်ပညာရက်တွေနဲ့ဆက်ဆက်လိုက်တဲ့အခါမှာတော်တော်လေးအဆင်ပြေသွားတယ်။ဒီဟာကြီးဆရာကြီးဒေါက်တာရနိုင်ဖုံးမြင်နဲ့ဆရာကြီးရနိုင်လင်းကိုလည်းဒီဟာကြီးကျေးဇူးတင်ပါတယ်ဆိုပြီးတော့လည်းထပ်ပြီးတော့ပြောပြပါစေ။ Hello မင်္ဂလာပါသူရနာအောင်လုပ်ငန်းစွာရေးပြန်လည်ကြိုဆိုလိုက်ပါရနော်ဒါလေးကကြတော့ညီတို့ဒီ tarot card ကိုဘလို့ကနေဘလို့ဘယ်ဟာလေးတွေလိုအပ်လဲstep by step ပေါ့နော်အဲ့ဟာလေးတွေကိုပြောပြပေးမယ်ဗီဒီယိုလေးပဲဖြစ်ပါတယ် knowledge sharing လေးထည့်ပြီးတော့ပြောပြသွားပါမယ် okay အဲ့ဆိုပထမဆုံးအနေနဲ့ညီတို့ tarot card ကိုငိမ့်ဘယ်ဟာကြီးစပြီးတော့လေ့လာခဲ့လဲဆိုတာလေးကတစ်ချက်ပြောပြပါမယ် okay အဲ့ဆိုရင်တစ်ချက်ကြည့်လိုက်ပါမယ်ဒါလေးရကြတော့ညီတို့စာရွက်ကနေတခါပြက်ကက်အဖြစ်အမျိုးစားလေးပဲဖြစ်ပါတယ်ဒါက22ကက်ပေါ့ညီပထမဆုံးစပြီးတော့လေးလာခဲ့တာက2003လောက်ကစပြီးတော့လေးလာခဲ့တဲ့ matic ကက်လေးကစပြီးတော့လေးလာခဲ့တယ်ဒါဆိုရင်ဒီမှာနော်22ကက်ငင်းတဲ့ငင်းလေးလာခဲ့တဲ့စာအုပ်တောင်မှာနာမည်တောင်မမှတ်မိတော့တော်တော်ကြာပြီ2003ဆိုရင်အခု2025ဆိုရင်တွက်ကြည့်လိုက်ပေါ့နော်20ရာစုတစုကိုရှိနေပြီပေါ့အဲ့ဟာဖြစ်တဲ့ကြောင့်မလို့စာအုပ်လေးရဲ့နာမည်တော့မမှတ်မိတော့လဲအဲ့မှာစာအုပ်ကိုမြင်လိုက်တာနဲ့တော့မှတ်မိရပေါ့နော်အဲ့ဟာလေးတော့ရှိတယ်ငင်းဒါလေးကိုလေးလာပြစ်ခဲ့တယ်လေးလာပြီးတဲ့အခါကျတော့2003လောက်ကရေ2003 2004အဲ့မှာစာရေးပြန်တင်နေရင်းနဲ့နည်းနည်းလေးအဆက်အသွယ်ပြတ်သွားခဲ့တယ်ဒီကြားထဲမှာလည်းအဲ့လိုကက်နဲ့ပတ်သက်ပြီးတော့ used to ပေါ့နော်သုံးဖြစ်တာလေးတော့ရှိတယ်ဒါကတော့ငင်း set star တွေလေးလာဖြစ်တဲ့ cap ပေါ့နော်အဲ့ဟာပြီးတဲ့အခါကျတော့2021မှာတော့ငင်းတို့စာတွေးလက်တွေ့အဖြစ်နဲ့ဒီ TNS group မှာသွားပြီးတော့လေးလာပြတ်တယ်ပေါ့ငင်းညီမလေးရဲ့အကူညီသူကဒီသင်တန်းဒီမှာတော့ဒါလေးတွေတင်ပေးတယ်ဆို okay ငါလည်းစိတ်ဝင်စားတယ်လေးလာနေတယ်ဒါကြောင့် ဟောနေရဆိုတော့ထပ်ပြီးတော့လေးလာခြင်းနဲ့ဆိုပြီးတော့ငင်း88ကက်ကိုလေးလာဖြစ်ပါတယ်ဒါကတော့ငင်းဆရာမခွန်စစ်တီအနေနဲ့တခုံမေပညာနာတာတခုံမေလေးကိုဒီကက်ထုတ်နေပဲငင်းဟောပေးဖြစ်တယ်ပေါ့နော်ဒါလေးကကြတော့ငင်းတို့ normal site အမျိုးအစားလေးကိုငင်းပထမဆုံးသုံးဖြစ်တယ်ပေါ့ကိုယ့်ရဲ့နာမည်ရဲ့ဒီ group ရဲ့နာမည်လေးရဲ့logo လေးရပေါ့နော် okay အဲ့ဆိုညင်းဘာကိုထပ်ပြောချင်လဲဆိုတော့ဒီမှာကညင်းကိုတင်ပေးတဲ့ဆရာကြီးဒေါက်တာရနိုင်ဖုံးမြင့်အဓိက88ကက်ကိုအထူးတင်ပေးတဲ့ဆရာကြီးရနိုင်လင်းအဲ့ဆရာတွေကိုအရန်ကျေးဇူးတင်ပါတယ်အဲ့ဆရာတွေကိုအရန်ကျေးဇူးတင်ပါတယ်ဘာဖြစ်လို့ဆိုအခုချိန်မှာဆိုရင်ဆရာတွေရဲ့အယူဆတွေနဲ့ညင်းဆိုရင်အခုနောက်ပိုင်းမှာဒီ knowledge sharing ရည်အခုဆိုရင် professional တွေကိုပြန်ပြီးတော့ခါကြတော့class တွေပြန်ပြီးတော့ဖွင့်နိုင်တဲ့အထီကိုဒီရဲ့အယူဆ basic ပေါ့ပြောမယ်ဆို basic အခြေခံနင်တို့ပိုင်ခဲ့တဲ့အတွက်ကြောင့်မလို့နောက်ပိုင်းနေမှာပို့ပြီးတော့ set star တွေလေးလာတယ်တခြားဒီ YouTube တွေကလည်းလေးလာတယ်အစုံပဲပေါ့နော်ညင်းဆိုတောင်ပေါင်းစုံကလေးလာတယ်နောက်ပညာရက်တွေနဲ့ဆက်လိုက်တဲ့အခါမှာတော်တော်လေးအဆင်ပြေသွားတယ်ဒီဟာကြီးဆရာကြီးဒေါက်တာရနိုင်ဖုံးမြင့်နဲ့ဆရာကြီးရနိုင်လင်းကိုလည်းဒီဟာကြီးကျေးဇူးတင်ပါတယ်ဆိုပြီးတော့လည်းထပ်ပြီးတော့ပြောပြရစီအဲ့ဒါပြီးတော့ညင်းတို့ဒီ tarot card ကိုအစောင့်အနေနဲ့ဒီပေါ့နော်ပြောပေးတဲ့ဆရာကြီးလက်ပွင့်အောင်လဲကျေးဇူးတင်ပါတယ်နောက်ခါကျတော့ညင်းတို့ဘေးရင်ပေါ့နော်ဘေးရင်အခြေခံကိုတင်ပေးတဲ့ဆရာကြီးဆရာပေါ့နော်ဆရာတိန်ထိုင်းဆိုင်ကိုလည်းကျေးဇူးတင်ပါတယ်အဓိကတော့ညင်းကိုလက်ဦးဆရာအဖြစ်တင်ပေးခဲ့တာတော့ဆရာကြီးရန်နိုင်လင်းပဲဖြစ်ပါတယ်ရန်နိုင်လင်းဆရာကြီးရန်နိုင်လင်းကကြောင့်ညင်းတို့88ကက်ကိုအသေးစိတ်ပေါ့နော်အဲ့လိုလေးပုံစံမျိုးလေးနဲ့တင်ပေးပြီးတော့အချိန်တစ်ခုပေးပြီးတော့တင်ပေးတာပဲဖြစ်ပါတယ်ဒါကတော့ညင်းရဲ့88ကက်ကိုလေးလာဖြစ်ခဲ့တဲ့ဟာလေးကိုပြောပြပေးရခြင်းပဲဖြစ်ပါတယ်အဲ့ဒါပြီးတော့ညင်းဘာကိုလေးလာသေးလဲဆိုတော့ဒါလေးကကြတော့ညင်းညံပူဇော်ကြီးနဲ့ဒါဆိုရင်ပညာဒါနဒီရဲ့ကတ်ထုတ်
ထုတ်လေးရဆိုရင်ပညာဒါနကိုလေအရောက်ပေါင်းငင်းထင်နဲ့200 300ဝန်းကျင်လောက်ကိုငင်းဟောပေးဖြစ်တယ်ပေါ့နော်အဲ့ဒါပြီးတဲ့ချိန်ကျမှညဉ့်ပူဇော်ခြင်းနဲ့ပြန်ပြီးတော့ဟောပေးဖြစ်တယ်ညဉ့်ပူဇော်ခြင်းနဲ့ကတော့ညံပူဇော်ခြင်းနဲ့ဟုတ်တယ်ဒါညံပူဇော်ခြင်းနဲ့လေးဟောပြတဲ့ကက်လေးပေါ့ဒါကြတော့ငင်းညီမလေးကလက်ဆောင်ပေးတာလက်ဆောင်ပေးရဒါလေးကကျတော့ modernize thing လေးပဲဖြစ်တယ်ညတို့ခုနောက်က writer things တွေဒါဒီကက်လေးကကျတော့ညတို့ method နော်ဒီကက်ရဲ့နမိတ်က method thing ဖြစ်ပြီးတော့ဒီကက်လေးကကျတော့ညတို့ writer thing အမျိုးအစားပေါ့နော်ဒါ writer thing အမျိုးအစားဒါလေးကကျတော့ modernize ကက်ပေါ့ညအနေနဲ့ဒါကို modernize ဆိုတာနောက်ပိုင်းပေါ်တယ်model သူချက်ကြွားပေါ့နော်ပြန်ပြီးတော့ create ပြန်လုပ်ထားတယ် modernize ကက်လေးကိုညလေးလာပြစ်တယ်ပေါ့လေးလာပြစ်တယ်လေးလာပြီးတော့အမှ3ပြစ်တယ်โอเคအဲ့ဟာပြီးတော့နောက်ထပ်ဆက်ပြီးတော့2004 2005အခုမှာเนาะအခုဆိုရင်ညံပူဇော်ခြင်းနဲ့ဘယ်ဟာလေးကိုဟောပေးပြလဲဆိုတော့ဒီကက်ထုတ်လေးပဲဖြစ်ပါတယ်ဒါကဘာလဲဆိုတော့ညတို့မြင်ကွန်းကျဲပေါ့ညမြင်ကွန်းကျဲကိုအရန်သဘောကျတယ်ဒီမှာဆိုမြင်ကွန်းကျဲရဲ့သဘောတဘာဝလေးကဘယ်လိုရှိလဲဆိုတော့ तू ကဒီညတို့ပထမဆုံးမြင်နေကြဒီအပိုင်းလေးပဲမြင်ရတယ်ဒီဘေးတွေကဘာတွေလဲဆိုတော့ညတို့မသိနိုင်ဘူးပေါ့နော်ဒါလေးကကြတော့သိနိုင်တဲ့အလားအလာတွေအများကြီးရှိတယ်ဒါဆိုရင်ညတို့ဟို writer things တော့ writer things ပဲဒါပေမဲ့ writer things တဲ့ကွဲထွက်တယ်မြင်ကွန်းကျဲဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအမြင်ကလုံးဝကိုဖြန့်ကျက်ပြီးတော့ကြည့်ပေးလို့ရသွားပြီဒါလေးကကြတော့မြင်ကွန်းကျဲလေးနဲ့ငိမ့် hobby ဖြစ်တယ်နောက်တစ်ခါကျတော့ငိမ့်အခုknowledge sharing ဘက်က classes တွေဘက်ကိုပြောင်းတဲ့ခါမှာဒီကက်ထုတ်လေးကိုပဲငိမ့်သုံးပေးဖြစ်တယ်ငိမ့်ရဲ့သင်တန်းသူသင်တန်းသားတွေကလည်းဒီကက်နမိတ်မြင်ကွန်းကျဲကိုတအားသဘောကျကြတယ်ငိမ့်ကိုယ်တိုင်လည်းသဘောကျတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အမြင်ကလုံးဝကိုဘောင်မကွတ်တော့ဘူးနောက်တစ်ခါကျတော့မြင်ကုန်းကိုကြက်ကြက်ပြက်ပြက်နဲ့လည်းမြင်ရတယ်ပေါ့နော်ဒါလေးကိုညင်အရင်သဘောကျပါတယ်ဒါလေးကလည်းနမူနာအနေနဲ့လာပြီးတော့ထုတ်ပြပေးတာပေါ့နော်โอเคဒါလေးဒီဗီဒီယိုလေးလုပ်ပြရခြင်းရည်ရွယ်ချက်ကဘာလဲဆိုညင်တို့ဒီ writer ကိုကပေါ့နော် Tarot ပညာရက်ကိုလေ့လာတော့မယ်ဆိုတော့ဒီကက်တွေရဲ့အမျိုးအစားလေးတွေနဲ့ကက်တွေရဲ့ပုံစံလေးတွေကဘယ်လိုလေးတွေဆိုတာလေးကိုညင်လာပြရပေးခြင်းပဲဖြစ်ပါတယ်ပုံမှန်အနေထားရဆိုရင်ဒါလေးဝယ်ကြည့်လိုက်တဖူးဆိုရင်ညတို့ဒီလိုပုံစံလေးမျိုးလေးပဲမြင်ရမှာဒီမှာဘာကြီးလဲဆိုတော့ညတို့မသိနိုင်ဘူးဒါပေမဲ့ဒီမှာဘာကြီးလဲဆိုတော့ညတို့ရှစ်ဆက်ပြီးတော့မြင်ကွန်းချဲ့ပေးလိုက်တာပေါ့နော်ဒါမြင်ကွန်းကျဲအနေနဲ့ညဒီ class ဟို overall class လို့ detail class လို့အဲ့ဒီ class တွေကိုညဒီရာလေးနဲ့ပဲသင်ပေးတယ်နောက်တစ်ခါကျတော့ညံပူဇော်ကြေးတွေကိုလည်းထိုက်တန်လဲယူတယ်ထိုက်တန်လဲဒီမြင်ကွန်းကျဲနဲ့ဆက်ပြီးတော့ဟောပေးတယ်နောက်ညင်းဘာတွေဟောပေးဖြစ်သေးလဲဆိုတော့ oracle နဲ့ဆက်ပြီးတော့လဲဟောပေးဖြစ်တယ်ပေါ့နော်ဒါလေးကဆက်ပြီးတော့ပြောပေးတာပါโอเคအဲ့ဒါဆိုရင်ဒါလေးပြီးသွားတော့ဒီနှစ်ခုပေါ့နော်ဒီနှစ်ခုကတော့ည2026မှာဒီသင်တန်း class တွေမှာထည့်ပေးဖြစ်မယ်နောက်တစ်ခုကကျတော့ညင်းကိုယ်တိုင်နောက်တစ်ခုထူးခြားချက်လေးပြောပြမယ်ညင်းရဲ့ classes တွေကထူးခြားချက်ကဘာလဲဆိုတော့ညင်းကိုယ်တိုင်လက်တွေ့အပြင်မှာဒီနည်းနည်းလေးစိတ်ကြည်နှက်လောက်ပြီးဆိုမှတာလင်း classes တွေထဲကိုထည့်ပြီးတော့သုံးပေးတာပဲဖြစ်တယ်ဆိုတာကရင်းရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်အပေါ်ဟန်ကြည့်ရင်တော့ဟဲ तू ကလက်တွေ့လားစာတွေ့လားဒီလိုပုံစံမျိုးတွေနဲ့ရှိတတ်ပါတယ်သို့တော့ညင်းအနေနဲ့အခုဒီ view လေးမှာညင်းရဲ့ဒီသုံးနေတဲ့အနေထားလေးနဲ့သွားနေတဲ့လမ်းကြောင်းလေးကိုပြောပြပေးရခြင်းပဲဖြစ်ပါတယ်ဒါက2026မှာသွားပေးဖို့ရှိတဲ့ကတ်ထုတ်ပေါ့နော်ဒါဆိုရင်ညင်းအနေနဲ့ဒီတခါတလေမှာဒါလေးတွေနဲ့ hobby ဖြစ်တယ် hobby ဖြစ်တဲ့ခါကျတော့အဲ့မှာရှိတဲ့အယူဆလေးတွေနောက်ဒီကတ်မှာရှိတဲ့အနေထားလေးတွေနဲ့ညီနောက်ပိုင်း2026မှာဆိုရင်တော့ astrology ကိုဒီအနောက်တိုင်းရောအရှေ့တိုင်းရောဆက်ပြီးတော့လေ့လာမယ်ထပ်ပြီးတော့လေ့လာမယ်ပေါ့လေ့လာပြီးသားရှိပြီးသားထပ်လေ့လာမယ်အဲ့ထပ်လေ့လာအောင်မှာကြက်ပြက်သိလာပြီးဆိုတဲ့ခါကျတော့ဒီသေးသိလာရင်ဒီတေးလေးပို့ပြီးတော့ကိုသုံးလာပြီးဆိုတဲ့ခါကျတော့ဒါရင်းနဲ့ဆက်ပြီးတော့ဟောမယ်တင်ပေးမယ်အထူးအနေနဲ့ပြောချင်တာကတော့ညင်းတို့2026မှာဆိုရင် overall class ကော detail class ကောဒီလိုအခုနောက်ထပ် version တွေနဲ့ထပ်ပြီးတော့တွေ့ရအောင်မယ်ဆိုတာလေးလဲဒီဟာကြီး announce လုပ်ပေးရပါတယ်ဒါဆိုရင်ညင်းတို့ဒီမှာเนาะဒါလေးကကြတော့ငိမ့်နေနဲ့နောက်ထပ် V4 ပေါ့နော်V4 ဆိုလို့ပြောရအောင်မယ်ဒီ Canamate တွေကဒီမှာကြည့်နင်တို့မြင်နေကြအရင်တော့ဒီမှာ Queens Nice Cap ဆိုရင်ဒီ main ကလေးမပါဘူးလေဒီမှာကဒီ V4 ဖြစ်တဲ့အတွက်ကြောင့်မလို့ညီတို့ပါလာတယ်နော်ခဏပြပေးမယ်ထူးထူးခြားခြားလေးအနေနဲ့ဘယ်ဟာလေးကပို့ပြီးထူးခြားလဲဆိုတချို့အကြောင်းအရာလေးတာsorryတချို့အကြောင်းအရာလေးတွေကမမြင်ရတဲ့ပေါ့နော်ကိုရီဘယ်လိုပုံစံမျိုးရှိနေမလဲဆိုတာမသိနိုင်တဲ့အကြောင်းတရားလေးတွေကိုညင်းနေနဲ့ဆက်ပြီးတော့ဟောပေးမှာပဲဖြစ်ပါတယ်အဲဆိုရင်ညဒီတိုင်းလေးပဲထားလိုက်တော့မယ်နော် okay ဒါက before
ကတ်လေးဖြစ်တယ်အဲ့ဟာပြီးတော့ဘာရှိသေးလဲဆိုတဲ့အခါကျတော့ညီဒီမှာဒီမှာ trainee တက်ပေါ့နော် trainee တက်ဆိုတော့ညီနောက်ပိုင်းမှာကြတော့ညီရဲ့သင်တန်းသူသင်တန်းသားတွေကိုလုံးဝကို update